21ရက်အတွင်းဘဝပြောင်းလဲမိဟောပြောချက်စာမှု Hello မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ခင်ဗျားတို့ကိုဘဝရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုပေးချင်ပါတယ်ဘဝတစ်ခုလုံးကိုပြောင်းလဲပေးဖို့နှစ်ပေါင်းများစွာမလိုဘူးဆိုတဲ့အမှန်တရားပဲလိုအပ်တာကစီကန်းရှိတဲ့21ရက်ပါဟုတ်ပါတယ်21ရက်ဒါခင်ဗျားတို့ရဲ့လက်ရှိအနေထားကနေလိုချင်တဲ့အနာဂတ်စီကိုကူးပြောင်းပေးမယ်ခိုင်မာတဲ့တရားတစ်စင်းပါစတင်ဖို့အကောင်းဆုံးအချိန်ဆိုတာမရှိဘူးအခုပဲစတင်မှာဘဝကိုထိုးဖောက်ပြောင်းလဲမိရွှေတော့ချက်ဆဲချက်ဒီ21ရက်တာခကြီးစဉ်ကိုအောင်မြင်ဖို့အတွက်ခင်ဗျားတို့ရဲ့ဘဝမှာတောက်ခတ်ထားတဲ့ဟာတွေကိုဖွင့်ပေးမယ်ရွှေတော့ချက်ဆဲချောင်းကိုအသုံးပြုရမှာပဲတိရီမန်းချက်ကိုကြည်လင်ပြတ်သားစွာတတ်မှတ်ပါတပြိုင်နဲ့ယုံဆဲကောင်လိုက်မဖန့်ပါနဲ့ဘာကိုအောင်မြင်ချင်တာလဲတခုတည်းကိုသာရှင်းရှင်းလင်းလင်းရဲရဲရင်ရင်တတ်မှတ်ပါပြီးတော့ဘာကြောင့်လို့ရတာလဲဆိုတဲ့အကြောင်းရင်းကိုရှာပါခင်ဗျားရဲ့ဘာကြောင့်ကခိုင်မာလေးခင်ဗျားရဲ့မျောမှန်းချက်ကမတုံမလုတ်ဖြစ်လေပဲနှစ်ခြေလန်းငယ်တွေရဲ့တန်ဖိုးကိုယုံကြည်ပါအကြီးမားတဲ့ပြောင်းလဲမှုတွေဟာတင်းငယ်တဲ့ခြေလန်းတွေကနေစပါတယ်နေ့တိုင်းတမတ်သက်လွတ်ဆောင်နေတဲ့ရည်စက်ကလေးတွေကကြောက်တောင်ကိုထွန်းထုတယ်လို့ကောမနေ့က30ချိန်တိုက်ထုတ်ခဲ့ရင်ဒီနေ့လည်း30ချိန်ထိုးလိုက်ပါခြေလန်းငယ်တွေကခမားတို့အတွက်လိုအပ်တဲ့အရှင်အဟုန်ကိုဖန်တီးပေးပါလိမ့်မယ်3စိတ်အားထက်သန်မှုထက်စီကန်းကိုရွေးချယ်ပါစိတ်အားထက်သန်မှုဆိုတာယာတိဥဒုလိုပဲခဏတာနဲ့ပျောက်ကွယ်သွားတတ်တယ်ခမားလိုအပ်တာကစိတ်ခံစားမှုမဟုတ်ဘူးစီကန်းထက်တယ်စီကန်းဆိုတာမလုတ်ချင်တဲ့အခါမှာတောင်လှုပ်ဖို့ရွေးချယ်လိုက်တဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ပဲလှုပ်လိုက်ပါအဲ့ဒီအခါမှာစိတ်ထက်ကနောက်ကနေလိုက်လာပါလိမ့်ပဲလေးအကျင့်ဆိုးကိုအစားထိုးဖယ်ရှားပါလူစိတ်လားလေးဟာနေကိုမကြိုက်ဘူးဒါကြောင့်အကျင့်ဆိုးတစ်ခုကိုရက်လိုက်တာနဲ့နေတာလွတ်ကြီးဖြစ်နေလိမ့်မယ်အစားထိုးပါမကောင်းတဲ့အလေးအကျင့်ရဲ့လုံဆောင်ချက်ကိုရှာပြီးအဲလီစုလားကိုပဲပေးနိုင်မဲ့အခြားပိုကောင်းတဲ့လှုပ်ဆောင်ချက်နဲ့အစားထိုးလိုက်ပါမာဩဇာကြီးမားတဲ့အလေးအကျင့်တစ်ခုထဲပါဘဝရဲ့အခြားကဏ္ဍအလုံးကိုပါကောင်းမွန်သွားအောင်လှုပ်ဆောင်ပေးနိုင်မဲ့လှိုင်းတွန့်အကျိုးတက်ရောက်မှုရှိတဲ့အလေးအကျင့်အခုတည်းကိုရွေးပါဥပမာနေ့တိုင်းနိုင်ဝတ်စောထခြင်းပြီးရင်အဲ့ဒီအလေးအကျင့်တွေကိုခမားနေ့တိုင်းလုံနေတဲ့အရာနဲ့တွဲချခဲ့ပါဥပမာကော်ဖီပြော့ပြီးသားနဲ့စာဖတ်မယ်လို့6တိုးတက်မှုကိုအမြဲတိုင်းတာပါခမားတို့ဘလောက်အောင်မြင်နေပြီလဲဆိုတာမြင်နိုင်ဖို့မှတ်တမ်းစရင်းလို့တဲ့ရလက်ထက်နေ့စဉ်လှုပ်ဆောင်ချက် consistency ကိုအာရုံစိုက်ပါပြက်ကတင်ပေါ်မှာလှုပ်ဆောင်ချက်တိုင်းကိုအမှန်ကျက်ကလေးချက်ပြီးမှတ်တမ်းတင်ပါကွင်းဆက်ကိုမဖြတ်ပါနဲ့ဆိုတဲ့စိတ်ဓာတ်နဲ့ရှေ့ဆက်ပါခုနှစ်နေ့တိုင်းအသိပညာရှာမိပါအုံနောက်ကိုအမြင့်အစာကျွေးပါအတောင်းဝင်တဲ့အကျွေးခေါ်တစ်ခုဘုသူတတစ်ခုကိုနေ့တိုင်းရအောင်တင်ယူပါအဲ့ဒီဘုသူတတွေဟာခမားရဲ့21ရက်တာပန်းနိုင်ကိုဓာတ်ရိုက်ထောက်ကူပေးဖို့လိုပါတယ်တင်ယူထားတာကိုစာအုပ်ထက်ချရေးပြီးဘလို့အတုံးချနိုင်မလဲဆိုတာချက်ချင်းစဉ်းစားပါရှစ်ကြောက်ရွံ့ခြင်းကိုရင်ဆိုင်ပါကြောက်ရွံ့ခြင်းကိုလစ်ရှုထားရင်ကြီးထွားလာမယ်ဒါပေမဲ့ရင်ဆိုင်လိုက်ရင်အားနည်းသွားမယ်ခမားတို့အပတ်တိုင်းကြောက်ရွံ့မှုအ ਨੇ ဆောင်တစ်ခုကိုရင်ဆိုင်ဖို့ကတိပြုပါယုံကြည်ခြင်းဆိုတာပထမမလာဘူးလှုပ်ဆောင်မှုကပထမလာပြီးအဲ့ဒီကနေမှယုံကြည်ခြင်းကတီဆောက်လာတာပါကိုပတ်ဝန်းကျင်ကိုထိန်းချုပ်ပါခမားတို့ရဲ့စိတ်ဓာတ်ကိုပုံဖော်ပေးမဲ့လူတွေကိုရွေးချယ်ပါတင့်ကိုအားပေးသူများနဲ့ဝန်းရံပြီးတင့်ရဲ့အားအင်ကိုစုပ်ယူသူများနဲ့ထခဝေးဝေးမှနေပါဖတ်ရှုတဲ့ကြီးရှုတဲ့အကြောင်းအရာတွေကိုဂရုစိုက်ပါပြီးတော့နေ့စဉ်ကျေးဇူးတင်ခြင်းကိုလေ့ကျင့်ပါ30အောင်မြင်မှုမှတ်တိုင်များကိုဂုဏ်ပြုအောင်မြင်မှုအသေးစားလေးတွေကိုတော့ဂုဏ်ပြုအတိအမှတ်ပြုပါဒါဟာခမားတို့ရဲ့အားထုတ်မှုတွေအကျိုးဖြစ်ထုံးနေတယ်ဆိုတဲ့သက်သေပါပဲဒီလိုဂုဏ်ပြုခြင်းဟာဒိုပမင်းထောက်စေပြီးခမားတို့ရဲ့အုံနောက်ကိုတိုးတက်မှုနဲ့ပျော်ရွှင်မှုကိုချိတ်ဆက်စေတယ်ဒါမှခရီးဆက်ဖို့လောင်စာရရှိမှာပါနိခုံးချုပ်စိတ်လှရှားစရာအတန်နောက်ဆုံးအနေနဲ့ပြောချင်တာကအောင်မြင်မှုဟာအမြန်နှုံးနဲ့မဆိုင်မှုဥတီရရနဲ့စာထိုင်းတယ်လားလေခမားတို့အနေနဲ့ဒီ21ရက်တာစီကန်းကိုခိုင်ခိုင်မာမာစွတ်ကုန်ပြီးနေ့တိုင်းတလန်းစီးပါရှိကိုတိုးလိုက်ရင်စတင်ဖို့အကောင်းဆုံးအချိန်ကိုစောင့်နေကြတဲ့လူအများစုမှထက်ခမားဟာအများကြီးတာလွန်နေပါလိမ့်မယ်